သမီးလေးရောဒါလေးတောက်လိုက်သမီးဖေဖေကပြောတယ်သမီးကထူးဆန်းတဲ့ပုံလေးဆွဲနေလို့တဲ့အဲ့ဒါဘာပုံလေးဆွဲနေရလဲမမေကိုပြပါမမေကမစူပါဘူးသမီးလေးရဲ့သမီးဆွဲထားတဲ့ပုံလေးမမေကဒီတိုင်းပဲကြည့်ကျင်တာပါမမေကိုပြနော်မမေကဒီတိုင်းပဲကြည့်ကျင်တာပါသမီးရဲ့မမေကိုပြပါနော်ဒီကလေးရလဲသူဆွဲထားတဲ့ပုံလေးသူ့ဖေကြတော့ပြတယ်မမေကိုကြတော့မပြဘူး刷在线啥哩？表在线那么表了。ဟုတ်ကဲ့你到了。没在门里骂鱼的。ကျေးဇူးများတင်ပါတယ်ဆရာ